LGBT ဇက်ရုပ်ကိုမြင့်မြတ်ထက်သအောင်တရုပ်ဆောင်နိုင်လို့အကယ်ဒမီဆုရတော့မယ့်နေတူမြန်မာရုပ်ရှင်လောကမှာမင်းသားတွေအများကြီးရှိပေမဲ့ထိပ်သီးလို့သတ်မှတ်လို့ရတာလက်ချိုးရည်ကြည့်ရင်ဒီနှစ်ယောက်ပဲရှိပါတယ်။သူတို့ကတော့ပရိသတ်တွေရဲ့အသေးကျော်နေတူနဲ့မြင့်မြတ်ပါပဲ။ဒီနေ့မှာတော့ရုပ်ရှင်ချစ်ပရိသတ်တွေနှစ်တိုင်းစိတ်ဝင်စားဆောင်ကြည့်ရတဲ့အကယ်ဒမီဆုပေးပွဲမှာနေတူနဲ့မြင့်မြတ်တို့အပြိုင်ဖြစ်နေကြတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။အားလုံးသိကြတဲ့အတိုင်းပါပဲလက်ရှိမြန်မာနိုင်ငံမှာအနုပညာကျွေးအမြင့်ဆုံးမင်းသားစီးရင်ကိုထုတ်ပြန်လိုက်ရင်နေတူနဲ့မြင့်မြတ်ကထိတ်ဆုံးကနေပြေးနေပါတယ်။သူတို့နှစ်ယောက်ရဲ့တူညီတဲ့အချက်ကတော့ဆွဲဆောင်ရခရစ်တာအစုံတရုပ်ဆောင်နိုင်တာပါပဲအရှင်လားဒရမာလားဟာတာလားပေးလိုက်တဲ့ဇာတ်ရုပ်ကိုပိုင်နေအောင်တရုပ်ဆောင်နိုင်တာဖြစ်ပါတယ်ဒါကြောင့်လည်းနှစ်တိုင်းအကယ်ဒမီပွဲရဲ့နီးလာပြီဆိုရင်ပရိသတ်တွေကြားမှာနေတိုးရမလားမြင့်မြတ်ရမလားဆိုတဲ့အတန်တွေကအကျေလောင်ဆုံးထွက်ပေါ်လာစမြဲပါအရင်နှစ်တွေကရလက်တွေကိုပြန်ကြည့်မယ်ဆိုရင်တော့နေတိုးကအကယ်ဒမီဆုရရှိမှုအပိုင်းမှာမြင့်မြတ်ထက်နည်းနည်းလေးနှာတပြားတာနေရာကိုတွေ့ရပါတယ်မြင့်မြတ်ကပရိသတ်အားပေးမှုအပြည့်အဝအရာထားပေမဲ့စုရွေးချယ်ရေးအကဲဖြတ်မှုအပိုင်းမှာတော့နေတိုးကအမြဲတမ်းလို့ဦးဆောင်နေတတ်ပါတယ်။ဒီနှစ်မှာလည်းတမိုင်းကထပ်တူကြမဲ့အနေထားရှိနေပြန်ပါပြီ။ဘာကြောင့်လဲဆိုတော့နေတိုးဘက်ကပရိသတ်ကိုချပြလာတဲ့ဝက်ဖေးကတော့တော်ယုံတန်ယုံမဟုတ်လို့ပါပဲ။အဲ့ဒီဝက်ဖေးကမြစ်လက်တက်ပေမဲ့ရည်စည်းကကျန်းနေဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ဒီကားထဲမှာနေတိုးကအသိန်းဆိုတဲ့ LGBT နတ်ကတော့ခရီတာနဲ့ပါဝင်ထားပါတယ်။ဒီနေရာမှာမေကွန်းထုတ်စရာရှိလာပါတယ်။မြင့်မြတ်လည်း LGBT ဇာတ်ရုပ်တွေတရုပ်ဆောင်ပူတာပါ။ဘာကွာလို့လဲပေါ့။ဟုတ်ပါတယ်။မြင့်မြတ်လည်းမိမရှာဇာတ်ရုပ်တွေကိုဟာတာနှောပြီးတော့ပိုင်နိုင်တရုပ်ဆောင်နိုင်နေသူပါ။ဒါပေမဲ့နေတိုးရဲ့ LGBT ခရီတာဖန်တီးပုံကမြင့်မြတ်နဲ့နည်းနည်းကွဲပြားပြီးတော့အနုပညာတန်ဖိုးမြင့်မားတယ်လို့အကဲခတ်သူတွေကဆိုကြပါတယ်။နေတိုးရဲ့တရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်သမိုင်းကြောင်းကိုပြန်ကြည့်ရမယ်ဆိုရင်တာတေကြီးမာမီရှိန်တို့မှာသူတရုပ်ဆောင်ခဲ့တဲ့ LGBT ဇာတ်ရုပ်တွေကိုပရိသတ်တွေကမှတ်မိနေကြအောင်ပါပါ။သူကရဲစရာတသက်ဖြစ်အောင်လုပ်တာမျိုးမဟုတ်ပဲဇက်ကောင်ရဲ့အတွင်းစိတ်ခံစားချက်နဲ့ကိုယ်အမှုရာတွေကိုပါအသေးစိတ်ဂရုစိုက်ပြီးတော့တရုပ်ဆောင်တတ်တဲ့သူပါအထူးသဖြင့်ဒီနှစ်မှာနေတိုးရဲ့အားသာချက်ကဇက်ကောင်ရဲ့ခံစားမှုအတိမ်အနက်ကိုဖန်ဆားနိုင်မှုပါပဲမြင့်မြတ်ရဲ့ LGBT ခရီတာတွေကပရိသတ်ကိုပျော်ရွှင်စေရေမောစေတာမှန်ပါတယ်ဒါပေမဲ့နေတိုးကတော့ဒီဇက်ကားမှာရေမောခြင်းအပြင်မျက်ရည်ကျစေတဲ့အထိခံစားမှုရစေပါတယ်ဇက်ကောင်ရဲ့အတွင်းစိတ်ခံစားချက်နဲ့ကိုယ်အမှုရာတွေကိုအသေးစိတ်ဂရုစိုက်ပြီးတော့တရုပ်ဆောင်တတ်သူပါအထူးသဖြင့်ဒီနှစ်မှာနေတိုးရဲ့အားသာချက်ကဇက်ကောင်ရဲ့ခံစားမှုအတိမ်အနက်ကိုဖန်ဆားနိုင်မှုပါပဲမြင့်မြတ်ရဲ့ LGBT ခရီတာတွေကပရိသတ်ကိုပျော်ရွှင်စေရေမောစေတာမှန်ပါတယ်ဒါပေမဲ့နေတိုးကတော့ဒီဇက်ကားမှာရေမောခြင်းအပြင်မျက်ရည်ကျစေတဲ့အထိခံစားမှုကိုရစေပါတယ်အသိန်းဆိုတဲ့ခရီတာကတူမာလီတွေကိုလှုပ်ကြွေးပြုစုနေတဲ့ဘဝသမားတစ်ယောက်ဖြစ်လို့ဟာတာလုံးယုံတသက်မဟုတ်ပဲနူးညံ့တဲ့မြတ်တာတရားနဲ့မာကျောတဲ့လောကဒဏ်ကိုပေါင်းဆက်ပြထားပါတယ်။အကယ်ဒမီဆိုတာကရဲစရာကောင်းယုံနဲ့မရပဲပရိသတ်ရဲ့ရင်ကိုဘယ်လောက်ထိထိရှားစေလဲဆိုတာပါကြည်တာကြောင့်ဒီတစ်ချက်မှာနေတိုးကမြင့်မြတ်ထက်အမှတ်ပိုရသွားနိုင်ပါတယ်။နေတိုးဟာမိတ်ကပ်အဝေးအစားပြင်ဆင်မှုကအစစကားပြောပုံဆိုပုံကအစုံအသိန်းဆိုတဲ့လူတယောက်တကယ်ရှိနေသလားထင်ရလောက်အောင်မြင့်မြတ်ထက်အပြတ်အသက်သာလွန်တဲ့စွမ်းရည်ကိုပြသထားပါတယ်။မြင့်မြတ်နေနဲ့ဒီနေ့မှာစူးစမ်းထားတဲ့ဇာတ်ကားတွေရှိပေမဲ့နေတိုးရဲ့အသိန်းကာရက်တာကိုကြော်ဖြတ်ဖို့ကတော့တော်တော်လေးခက်ခဲမယ့်အနေအထားပါ။နေတိုးကဇာတ်ရုပ်တစ်ခုကိုရွေးချယ်ပြီးဆိုရင်အကယ်ဒမီမှန်းပြီးတော့တည်တည်ချာချာပြင်ဆင်လေးရှိရကြောင်းဒီနှစ်အကယ်ဒမီစင်မြင့်ထက်မှာလည်းမြင့်မြတ်ကိုကြော်ပြီးနေတိုးကပဲအောင်ပွဲခံမဲ့ကိန်းဆိုင်နေပါတယ်။နေတိုးနဲ့မြင့်မြတ်ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ဒီတစ်ခါပွဲမှာတော့နေတိုးရဲ့ရည်စည်းကပိုချမ်းနေတာငြင်းမရပါဘူး။ကဲပရိသတ်ကြီးဒီနှစ်အကယ်ဒမီမှာရောနေတိုးကပဲမြင့်မြတ်ကိုကြော်ပြီးထပ်ယူသွားမယ်လို့ထင်လား။နေတိုးရဲ့ LGBT တရုပ်ဆောင်ချက်တွေနဲ့မြင့်မြတ်ရဲ့တရုပ်ဆောင်ချက်ဘယ်သူကိုပိုကြိုက်လဲမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။